အတူကောက် SMA လို့ခေါ်တဲ့ Simple Moving Average Indicator ကိုဘယ်လိုအသုံးပြုကြမလဲ Moving Average MA ရဲ့အဓိကရည်ရွယ်ချက်ကတော့အချိန်တစ်ခုအတွင်းဖြန်းမျှဈေးနှုန်းဟာဘယ်လောက်အထိပြောင်းလဲလာသလဲဆိုတာကိုကြည့်ဖို့ဖြစ်ပါတယ်။ MA ကိုကြည့်ခြင်းအပြင်ဈေးကွက်ဟာအတက်ဘက်ကိုသွားနေရလားအကျဘက်ကိုသွားနေရလားသိနိုင်ပါတယ်။အသုံးများတဲ့အမျိုးအစားတွေကတော့ MA, SMA နဲ့ EMA တို့ပဲဖြစ်ပါတယ်။ပြီးတော့ MA ကို support နဲ့ resistance level ကြည့်ဖို့လည်းအသုံးပြုနိုင်ပါတယ်။ဒီနေ့တော့ SMA အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ SMA လို့ခေါ်တဲ့ Simple Moving Average ဆိုတာမကြသေးခင်ကဈေးနှုန်းကိုအချိန်တစ်ခုနဲ့စားပြီးတွက်ချက်ပါတယ်။တကယ်လို့ကိုက9ရက် SMA ကိုကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့9ရက်အတွင်းကအပိတ်ဈေးနှုန်းကို9နဲ့စားရမှာဖြစ်ပါတယ်။ဆိုတော့ SMA indicator ကိုအသုံးပြုပြီးဘယ်လို trade ကြမလဲ။ Trading tools ကိုဖွင့်ပြီးတော့ SMA လို့ခေါ်တဲ့ indicator ကိုရှာလိုက်ပါ။ SMA မြင်းဟာဈေးနှုန်းအထက်ကိုတက်သွားရင်ဝယ်ပြီးတော့ SMA မြင်းအောက်ကိုဈေးနှုန်းကျသွားပြီဆိုရင်ရောင်းချရမှာဖြစ်ပါတယ်။ဒါပေမဲ့ false signal တွေလည်းရှိနေတာမလို့ SMA ကိုအသုံးပြုမယ်ဆိုရင်တေချာလေးလာမှုလုပ်ဖို့လည်းလိုအပ်ပါတယ်